ဒါဟာဘောလုံးပွဲတစ်ပွဲရဲ့ဇလံမဟုတ်ပါဘူးဒါဟာအရှုံးတွေထဲကနေလက်မလျှော့ခဲ့ပဲအဆုံးမှာအောင်မြင်ခဲ့တဲ့လူတစ်ယောက်ရဲ့ဇလံပါအချိန်က2022ကဘာဖလားလူတစ်ယောက်ရဲ့အိမ်မက်တစ်ခုအမှန်တကယ်ဖြစ်လာတဲ့အချိန်ပါသူ့နာမည်ကတော့လီယိုနယ်မက်ဆီပါသူဟာဘောလုံးသမိုင်းထဲကအကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူကစားသမားဘဝမှာတခါတည်းမရနိုင်ခဲ့တဲ့အရာတစ်ခုရှိခဲ့တယ်အဲ့ဒါကတော့ကဘာဖလားပါပဲ2014ကဘာဖလားမှာသူဟာဘောလုံးပွဲအထိရောက်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့ရှုံးနိမ့်ခဲ့ပါတယ်အဲ့ဒီနေ့မှာသူ့မျက်နှာပေါ်မှာနာကျင်မှုကိုပဲမြင်ရခဲ့ပါတယ်2015-2016တွေမှာလည်းဘောလုံးပွဲတွေရောက်ခဲ့ပေမဲ့နှစ်ချိန်ဆက်တိုက်ထပ်ပြီးရှုံးနိမ့်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူဟာနိုင်ငံအသင်းကနေအနားယူမယ်လို့ကြေညာလိုက်ပါတော့တယ်လူတွေထင်ခဲ့ကြတာကသူအဆုံးသတ်သွားပြီလို့ပါပဲဒါပေမဲ့သူပြန်လာခဲ့ပါတယ်အရှုံးတွေကိုလက်ခံပြီးနောက်တစ်ခါထပ်ကြိုးစားဖို့အတွက်ပေါ့2021မှာနိုင်ငံအသင်းအတွက်ပထမဦးဆုံးဖလားရရှိခဲ့တယ်ဒါပေမဲ့သူ့အိမ်မက်ကမပြီးသေးပါဘူးအိမ်မက်တွေအကောင့်တွေဖို့ဟုတ်2022ကဘာဖလားပြိုင်ပွဲရောက်လာခဲ့တယ်ဒီချိန်တော့သူအောင်မြင်စွာရယူနိုင်ခဲ့ပါပြီတခါလေမှာအောင်မြင်မှုဆိုတာတခါတည်းမရပါဘူးအရှုံးတွေနာကျင်မှုတွေနဲ့စူးစမ်းမှုတွေကနေတစင်ပဲရလာတာပါဒါဟာဘောလုံးပွဲကပွဲရဲ့ဇလံမဟုတ်ပါဘူးဒါဟာအရှုံးမပေးဘဲဆက်စူးစမ်းတဲ့လူတစ်ယောက်ရဲ့ဇလံပါဒီလိုဇလံတွေကိုဆက်ပြီးနားထောင်ခြင်း follow လုပ်ထားဖို့မမေ့ရောနဲ့